Hello မင်္ဂလာပါဒီနေ့ကျွန်တော်တို့ကိုယ့်ရဲ့မိသားစုဆွေမျိုးအခေါ်လေးတွေအင်္ဂလိပ်လိုလေ့လာကြည့်အောင်ဒါလေးကအရန်သုံးဝင်နေကျွန်တော်တို့အဲ့ဒါတွေလာတဲ့ခါမျိုးတွေပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့မိသားစုဝင်တွေကိုအင်္ဂလိပ်လိုမိတ်ဆက်ပေးရတဲ့ခါဖြစ်ဖြစ်ဒါလေးလေ့လာထားဖို့အရန်သုံးဝင်နေပေါ့နော်နံပါတ်1 eldex son ဒါအကြီးဆုံးလို့ပြောတာeldex daughter ဆိုရင်သမီးအကြီးဆုံးပေါ့နော်အဲ့ဒါလေးမှတ်ထားဖို့နောက် adopted child မွေးစားကလေးလို့ပြောတာနောက်တော့ grandchild ဆိုတာမြည်ပေါ့နော်နောက် parents in law ယောက်ခမတွေပေါ့ယောက်ခမပေါ့လို့ပြောတာနောက် grandmother အဖွားလို့ပြောတာနောက် grandfather ဆိုရင်အဖိုးပေါ့နော် this is my grandfather ပေါ့ဒါကျွန်တော်ရဲ့အဖိုးဖြစ်ပါတယ်ပေါ့နော်မိတ်ဆက်ပေးတာနောက် elder sister အမကြီးဟောအမပေါ့နော်နောက် younger brother ဆိုတာညီငယ်ပေါ့ဒါညီလေးပေါ့နော်နောက်တစ်ခု niece တူမလို့ပြောတာနောက်တစ်ခု nephew ဆိုတာတူလို့ပြောတာပေါ့နော်နောက်တစ်ခု auntie ဆိုတာအတော်ပေါ့နော် uncle ဆိုတာဦးလေးပေါ့နောက်တစ်ခု family ဆိုတာမိသားစု family life မိသားစုဘဝလို့ပြောတာနောက်တစ်ခု relatives ဆိုတာဆွေမျိုးသားချင်းတွေကို relatives လို့ပြောတယ်နောက်တစ်ခု brother in law ခဲကိုပြောတာပေါ့နော်နောက်တစ်ခု daughter in law ဆိုတာချွေးမကိုပြောတာနောက် son in law ဆိုတာတမက်ပေါ့နော်နောက် sister in law ဆိုတာမကြီးလို့ပြောတာပေါ့နောက်တစ်ခု second cousin မောင်နှမနှစ်ဝန်းခွဲလို့ပြောတာ second ဆိုတာfirst cousin ဆိုရင်တော့တဝန်းခွဲလို့ပြောမှာပေါ့နော်ဒါလေးကကျွန်တော်တို့ဆွေမျိုးမိသားစုအခေါ်လေးတွေနဲ့ဆိုင်တဲ့စကားလုံးလေးတွေပေါ့ဒါလေးလေ့လာထားပေါ့နော်